နူလာကြဆုံးငယ်ရာနောက်ဆုံးစစ်ပွဲဆင်နွှဲခဲ့တဲ့ဓနုဖြူခတ်တက်ဟာမြန်မာနိုင်ငံအေရဝတီတိုင်းဒေသကြီးမအူပင်ခရိုင်ဓနုဖြူမြို့နယ်မှာတည်ရှိပါတယ်။မြန်မာတက္ကရာ1186ခုနောက်တစ်ခုလာဇန်14ရက်နေ့တွင်ဓနုဖြူခတ်တက်မှဗြိတိရှတို့ကိုရဲဝင်စွာခုခံတိုက်ခိုက်ရင်းဗြိတိရှတို့ဘက်မှအမြောက်ကြီးစံထိမှန်ကကြာဆုံးခဲ့ရပါတယ်။စစ်သူကြီးမဟာဗန္ဓုလာကိုဂုဏ်ပြုသောအဖြစ်သူကြာဆုံးခဲ့ရနေရာဓနုဖြူမြို့အမှတ်15ရပ်ကွက်နိုင်ငံတော်ပါဠိတက္ကသိုလ်တောင်မော်ကျောင်းတိုက်ကြီးအတွင်းမှာမဟာဗန္ဓုလာအုပ်ကူကိုခရစ်နှစ်1ရက်4လ1825ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်။1962ခုနှစ်မတ်လ2ရက်နေ့မှာလည်းစစ်သူကြီးအားဂုဏ်ပြုသောအဖြစ်မဟာဗန္ဓုလာမြင်းစည်းကျေးရုံနဲ့ပန်းချံအားပါဠိတက္ကသိုလ်တောင်မော်ကျောင်းတိုက်ဘေးတွင်တည်ဆောက်ခဲ့ပါတယ်။မြန်မာနိုင်ငံတွင်စစ်သူကြီးများရှိသည့်အနက်မဟာဗန္ဓုလာစစ်သူကြီးရဲ့အမည်ကိုတော့ရန်ကုန်လိုအထင်ကရနေရာမှမြို့လဲရှိမဟာဗန္ဓုလာပန်းချံလန်ဒရာအစရှိတာများအပြင်မြန်မာနိုင်ငံအနှံ့မြို့များမှာလည်းမဟာဗန္ဓုလာအမည်ဖြင့်လန်ဒရာပန်းချံစသည်ဖြင့်အမည်မဲ့ဂုဏ်ပြုလေရှိပါတယ်။အင်္ဂလိပ်မြန်မာပထမစစ်ပွဲတွင်မိမိတို့ထက်အင်အားအလွန်သားတဲ့အင်္ဂလိပ်တို့ကိုမိုက်ယူရဲဆန်စွာခုခံရင်းတိုက်ပွဲကျသွားတဲ့စစ်သူ